بسم الله الرحمن الرحيم نحمده ونصلي على رسوله الكريم اللهم ألهمنا مراشد أمورنا وأعذنا من شرور أنفسنا ومن سيئات أعمالنا رب زدني علما رب اشرح لي صدري ويسر لي أمري واحلل عقدة من لساني يفقه قولي سبحانك لا علم لنا إلا ما علمتنا إنك أنت العليم الحكيم الحمد لله الله محمد تيزو بكير أقول ذو تيا هو سيارة تيجين تيا بموت بكير نيجرانو شما تيا تيا سي توالا يدسولة جرانو أري تيجين تيا ودريا والا سولة مياه دي أي تيجين تيا ياداري باواني بيرو ساتو بيتاو من أيام بيته جنانو نه نیزو ما شینه به مله جنانو اویزون لو تما داره کمیوراد اریه سکانگارو جنانو بروگا ما اکونی بیلو میاره سکان جنانو بروگا ما نیتی پیتی لو میاره سکان جنانو بروگا ما جوتا ینتا نه جنانو اکا کهری کو پیله بو تو کو آپی زگا پیولو میاره سکان کو پیت دو دینی جنانو یه نلوناره ما شینه ره ایمان اری ایمان نا أري إيماننا توين لو شامو مشيرة إيمان فيلا بيسوينو الله أحكامني نبي سنة تيغا أبويا أبيبه ساداري أبيبه جنوم حقيقت أيا نلوناره ويولا ممهودو أري قرآن آيات دي حديث يه تمنى صلى الله عليه وسلم أمي بيراره سورة حديث دي داري آلونغا جنوية نلوناره ماو جنوية خانا کو بيمبا تتا ماو شيبو توغاဒီတိုင်းထိုင်နေုံနဲ့မရောက်လာဘူးဒီတိုင်းထိုင်နေုံနဲ့လေအဲ့ဒီကုရ်အာန်နဲ့ဟာဒီသ်မှာပြောထားတဲ့မိတ်ထားတဲ့အရာတွေကသူကအုံဖွားဆိုပြီးဖြစ်လာမယ့်ကိစ္စတွေမဟုတ်ရုပ်တရက်ဝါကနေရောက်လာမှာတော့မော့ပဲတည်ခြင်းတရားကတော့သူကလုံးဝအကြီးဆုံး surprise ပဲဣသရေလကလာမှာဘယ်သူကမှသူကသူ့ကိုယ်သူတည်မယ်လို့မထင်တာဘူးအဲ့လိုလေလက်မခံတာမခံယူတာတရားဆက်ဆက်ဖြစ်နေလဲမတည်တော့သေးဘူးလို့ပဲသူကမျောလင်းချက်ရှိနေအောင်မှာအဲ့တော့ဣသရေလရောက်လာတဲ့အချိန်မှာအဲ့ဒီဣသရေလရဲ့လျှက်တစ်ပြက်သူ့ရဲ့အသက်လက်နှုတ်ခြင်းကကျွန်တော်တို့အလတ်ထံပြန်မှုအစဉ်နဲ့ဖြစ်ပြီလားမဖြစ်သေးဘူးလားဆိုတာကိုကြိုတင်ပြင်ဆင်တဲ့အနေနဲ့ဆဟာဘ်တော်ဆဟာဘာတွေကဘဝတတန်တစ်ခုမွေးမြူပြခဲ့တယ်အဲ့ဒီဘဝတတန်ကဘလောက်လာပါတဲ့တတန်ဖြစ်လဲဆိုတော့သူတို့ဒုနီယာမှာတင်ရှိတဲ့အချိန်မှာကအလ္လာဟ်ရှင်ကျင့်တ်သွားပြီဆိုတဲ့ဂျန်နတ်ရောက်မှပြောမဲ့စကားကိုဒုနီယာမှာတင်အလ္လာဟ်ပြောလိုက်အမှန်မှန်နော်အလ္လာဟ်ကဂျန်နတ်ရောက်မှပဲအဲ့ဒီဂျန်နတီတွေကိုပြောမဲ့စကားအဲ့ဒီစကားကဘာလဲအတင်တို့အားလုံးကိုငါအလ္လာဟ်ကျင့်တ်သွားပြီဆိုတာဂျန်နတ်ရောက်မှပြောမဲ့ဆိုတဲ့အလ္လာဟ်ရဲ့စကားအလ္လာဟ်ကျင့်တ်ပြီဆိုတဲ့အဲ့ဒီရဲ့အလ္လာဟ်ရဲ့အမိတ်အလ္လာဟ်ရဲ့ကျင့်တ်ပြီဆိုတဲ့အဖြေကဒုနီယာမှာတင်ပေးခြင်းခံလိုက်ရဒုနီယာမှာတင်သူတို့အဖြစ်ပေးခြင်းခံလိုက်ရဒီနေ့ကျွန်တော်တို့စီမှာကရှုပ်ထွေးပွေလီမှုတွေနဲ့တောကဗျာပါဒပေါင်း16000နဲ့အခက်အခဲတွေအစင်မပြေမှုပေါင်းမြောက်များစွာနဲ့လိုအပ်ချက်ပြီးလိုအပ်ချက်ပေါ်လိုအပ်ချက်ထပ်နေရင်းနဲ့ပဲအဲ့ဒီအနောက်ကိုလိုက်ရင်နဲ့ကျွန်တော်ကကဗ္ဗစတန်ရဲ့အတွင်းဝါမှာရောက်နေပြီဣသရေလရဲ့သူကကျွန်တော်ရဲ့ခေါင်းပေါ်မှာမရဏတည်ခြင်းတရားကပြန်ဝဲနေဒီနေ့မယတခုဖြစ်ကျွန်တော်တို့လောက်အလုရှုပ်တာနောက်တရားမရှိဘူးသွားတဲ့လူကသွားလိုက်ပြီးပဲရှင်နေတဲ့လူကသူ့ရဲ့ဟိဆာဘ်ကိတာဘ်စာအုပ်ကပိတ်သွားပြီကျွန်တော်ဟိဆာဘ်ကိတာဘ်စာအုပ်ကပွင့်နေတယ်ကျွန်တော်နမတ်လုပ်ပြီးကျွေးသက်တူနေလို့ကျွန်တော်ကိုအလ္လာဟ်ရှင်မာဖ်လုပ်မှာမဟုတ်ဘူးမဟနတ်ကိုလုပ်ပြီးကျွေးသက်တူနေလို့အမားဖြစ်သွားမှာမဟုတ်ဘူးဖရာအစ်တွေကိုလွတ်လို့ရောက်လာမဲ့အဇာဘ်ကိုဝဇီဖာရီအင်ဖီရာဒီအမလ်တွေနဲ့သူကကာကွယ်ပေးလို့မရဘူးအကာကွယ်လုပ်လို့မရဘူးဖရာအစ်တွေကိုချိုးဖောက်လို့ကြလာမဲ့အဇာဘ်ကိုဝဇီဖာနဲ့အကာကွယ်ယူလို့မရဘူးဖရာအစ်တွေဖရဇီအိုင်းတွေကိုချိုးဖောက်ပြီးတော့ဖရဇီကီဖာယာနဲ့အကာကွယ်ယူလို့မရဘူးအလ္လာဟ်မှာဆွေမျိုးသားခြင်းမရှိဘူးအလ္လာဟ်ဘရုကိုမှဗတ်မလိုက်ဘူးအလ္လာဟ်ရဲ့အမိတ်ကဒါဆိုဒါပဲအဲ့ဒါကလွဲပြီးနောက်တစ်ခုဖြစ်ဖို့ကိုမရှိအလ္လာဟ်အပြောင်းလဲလုပ်တဲ့အရှင်မဟုတ်အလ္လာဟ်ကဂရိတည်တဲ့အရှင်ဖြစ်တယ်အလ္လာဟ်ကတရားတဲ့အရှင်ဖြစ်တယ်မတရားမှုကိုလည်းလုံးဝယွန်ရှာတဲ့အရှင်ဖြစ်တယ်
မတရားမှုမဟုတ်တဲ့မလုပ်တဲ့အရှင်မတရားမှုလုပ်တာကိုလည်းမကြိုက်တဲ့အရှင်ဖြစ်တယ်ဒီနေ့ကျွန်တော်ဇူလုံလုပ်နေတာအလ္လာဟ်ရဲ့အမိန့်တွေပေါ်မှာဒါဝတ်ဆိုတာဒီနေ့ဒါပဲတောင်းဆိုတာဒါဝတ်ဆိုတာဘာလဲဒါဝတ်ဆိုတာကမိမိရဲ့လိုအပ်ချက်တွေအားလုံးနဲ့မိမိရဲ့ဖြစ်ခြင်းနဲ့ဆန္ဒတွေအားလုံးဒီနေ့တောင်းဆိုချက်အတွက်ကိုချိုးနှိမ်လိုက်ရမယ်ပိတ်ဆက်လိုက်ရမယ်တမန်တော်ဆလ္လာလဟ်အလိုင်းဝါဆလမ်23နှစ်တာနဗူဝတ်ရပြီးတဲ့ကာလတစ်ခုကိုချိုးနှိမ်ပြတယ်ပိတ်ဆက်ပြစွန့်လို့စွန့်စားပြအနစ်နာခံပြအဲ့ဒီပုံမှာပဲအမိတ်တစ်ခုတစ်ခုပုံမှာလိုက်နာဖို့အတွက်တက်သီးတွေဝင်လာတာအမိတ်တစ်ခုခုပုံမှာလိုက်နာဖို့အတွက်ကိုအရှိမရှိနေတဲ့အတားအဆီးတွေကတောင်လောက်ကြီးမားတဲ့အတားအဆီးတွေဖြစ်နေမယ်ဆိုရင်လည်းအဲ့ဒီယကင်ဆိုတဲ့လက်နက်ကိုဆွဲကင်ပြီးတော့ကြော်လွှားဖို့အတွက်အားလုံးအစဉ်နဲ့ဖြစ်ခဲ့ဟာကျွန်တော်တို့ဒီနေ့အိတ်ဆက်ခြင်းကိုကျွန်တော်မကြော်လွှားနိုင်ဘူးစားတောက်ခြင်းကိုကျွန်တော်မကြော်လွှားနိုင်ဘူးကျွန်တော်ရဲ့ထိမ်းများခြင်းကိုကျွန်တော်မကြော်လွှားနိုင်ဘူးမိသားစုထဲမှာကွယ်လွန်တည်ဆုံးခြင်းကျွန်တော်မကြော်လွှားနိုင်ဘူးမကြော်လွှားနိုင်သေးဘူးတောင်လောက်ရှိတဲ့လာတဲ့ဟာလတ်တွေအားလုံးကိုဆဟာဘာတွေကကြော်လွှားပြခဲ့တာအဲကြောင့်ကျွန်တော်ရဲ့မိသားစုတွေကိုလက်သွေးညီညီနဲ့ဒီနေ့မဲနတ်မှာကြိုးပမ်းမှုအတွက်ကိုအရေးကြီးတယ်ကျွန်တော်ကတရားရာခိုင်နှုန်းအပြည့်လိုက်နာကျင့်သုံးပြီးဆိုတော့မှဒီပေါ်မှာ 100% ကျွန်တော်လိုက်နာပြီးဆိုတော့မှကျွန်တော်မိသားစုက 10% လောက်လိုက်လုံးကျွန်တော်တရားအပြည့်လုံးမှသူတို့30ရာခိုင်နှုန်းလောက်တက်လာမှာအဲ့တော့ကျွန်တော်ကဒီနေ့ထိရော့ရဲနေမယ်ပေါ်ရော့နေမယ်တကားစားတွေကိုနောက်ပို့နေအောင်မယ်ဆိုရင်အဲဂျနာဇာပေါ်မရောက်ခင်တကားစားပေါ်ရောက်အောင်အရင်ကြိုးပမ်းရမယ်ကျွန်တော်တို့ကဒီနေ့ဘလို့ဖြစ်နေလဲဆိုတော့အိမ်မက်ထဲမှာဘယင်ဖြစ်နေအိမ်မက်ထဲမှာဘယင်ဖြစ်နေတာသူကနိုးလဲနိုးလာရောဘာမှမဟုတ်ဘာမှလည်းမရှိဘူးနန်းတော်လည်းမရှိဘူးပလင်လည်းမရှိဘူးတရဖူလည်းမရှိဘူးကဘာရဲရောက်ပြီဆိုသူနိုးလဲနိုးပြီသူထားလို့ပြောတဲ့ချိန်ကျရင်ဘာမှလည်းမရှိဘူးဘာမှလုပ်လို့မရတော့ဘူးဟာကျွန်တော်တို့ကအိမ်မက်ထဲမှာဘယင်ဖြစ်နေတာတကယ်တွားရပြီဆိုတဲ့ခရီးမှာလူ၄ယောက်ကျွန်တော်ကိုထမ်းပြီးခေါ်သွားမယ်ကျွန်တော်ကိုယ်တိုင်လည်းမရှောက်နိုင်ဘူးကျွန်တော်ကိုယ်တိုင်လည်းမကြည့်နိုင်ဘူးလက်ရှိပါလျက်နဲ့ကိုရေမချိုးနိုင်ဘူးခြေထောက်ရှိပါလျက်နဲ့ကိုလမ်းမရှောက်နိုင်တော့ဘူးအဲ့လိုအချိန်ရောက်လာပြီမြေကြီးထဲမှာထည့်ပြီးလူတွေပြန်သွားမယ်သူ့ကိုအဲ့ဒီချိန်နိုးပြီးထားဆိုပြီးတော့ထားတဲ့အချိန်မှာဟာအဲ့ဒီချိန်တကယ်နိုးလာတာပဲအဲ့ဒီချိန်နိုးလာပြီသူကဘယင်ကအိမ်မက်ထဲမှာဖြစ်နေတာလက်တွေ့မှာဖြစ်တာမှမဟုတ်တာအခုသူဘာမှမပါလာဘူးသူ့ထဲမှာအာမလ်နာမလေးအလ္လာဟ်လိုချင်တဲ့အီမာန်နဲ့အာမလ်လေးကုရ်ဘာနီမူဂျာဟာဒါတွေအလ္လာဟ်လိုချင်တဲ့အရေးချင်းတွေဆီဖတ်တွေဆလာဟီယတ်တွေဘာမှမစုဆောင်လာဘူးပြီးပြီခတ်တမ်ဟုတ်ကြီးသွားပြီဒီကနမတ်တစ်ခုတည်းနဲ့ဖွဲ့စည်းထားတာလည်းမဟုတ်ဟတ်တစ်ခုတည်းနဲ့ဖွဲ့စည်းထားတာလည်းမဟုတ်အီမန်တစ်ခုတည်းနဲ့လည်းဖွဲ့စည်းထားတာမဟုတ်ခန္ဓာကိုယ်စိတ်ပိုင်းတစ်ခုလုံးခန္ဓာကိုယ်မှာရှိနေတဲ့အစိတ်ပိုင်း360နဲ့ဖွဲ့စည်းထားတာကိုလူရဲ့ခန္ဓာကိုယ်လို့ခေါ်တယ်ဟာလားဒီမှာလည်းခန္ဓာပေါင်းမြောက်များစွာရှိအဲ့ဒီခန္ဓာပေါင်းမြောက်များစွာတေးသေးလေးကအစကျွန်တော်တွင်ထဲမှာသူ့တွင်ပြီးတော့အဲ့ဒီအလားလိုချင်တဲ့ပုံစံနဲ့စံချိန်စံညွှန်းနဲ့ညီတဲ့တက်တန်ကိုမွေးမြူဖို့အတွက်ကိုအစင်မြတ်24နာရီကာလပတ်လုံးစက္ကန့်နဲ့မလဲကြိုးပမ်းနေတဲ့သူဖြစ်ကမယ်24နာရီကြိုးပမ်းနေဖို့အတွက်ကိုအရေးကြီးတာဒီနေ့သူများအဲ့ဒီပတ်စံ9000နဲ့ကျွန်တော်အဲ့ဒီရောက်လာဖို့အတွက်ကိုကျွန်တော်ကြိုးပမ်းနေဟာလားအဲ့လိုပဲအလ္လာဟ်ပေးမယ်ဆိုတဲ့အလ္လာဟ်ရဲ့ဂရီတွေကျွန်တော်ရဲ့ hisab kitab တွေရောက်လာဖို့အတွက်ကိုကျွန်တော်ကြိုးပမ်းရမယ်ဒီနေ့အလ္လာဟ်၃ခုရှိတယ်အမျိုးသားရဲ့အလ္လာဟ်အမျိုးသမီးရဲ့အလ္လာဟ်ခလေးရဲ့အလ္လာဟ်အဲ့ဒီအလ္လာဟ်၃ခုထဲမှာဘယ်အလ္လာဟ်မှာဒင်ရော့နေမလဲအဲ့ဒီအလ္လာဟ်ကနေဘာတူလ်ဝင်လာမယ်ဘယ်အလ္လာဟ်မှာဒင်ရော့နေမယ်အဲ့ဒီအလ္လာဟ်တွေကနေပြီးတော့နာဟတ်တွေရောက်လာမယ်ရှိုက်တန်ရဲ့ဖြက်လို့ဖြက်စီးမှုနဲ့ရှိုက်တန်ရဲ့ထောင်ချောက်တွေဖြစ်လာအမျိုးသမီးများကရှိုက်တန်ရဲ့ထောင်ချောက်ဖြစ်တယ်ဟာဒီသ်ထဲမှာတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်အမိန့်ရှိအမျိုးသမီးတွေဆိုတာကရှိုက်တန်ရဲ့ထောင်ချောက်ဖြစ်တယ်ဒီရှိုက်တန်ရဲ့ကြော့ခွင်းထဲမှာကျွန်တော်တို့ဘလောက်ဒီညှိတွယ်ညှိဆူပြီးတော့ယုံလို့မရနိုင်တဲ့အခြေအနေမှာရောက်နေလဲနမတ်တစ်ချိန်ဖတ်ဖို့အတွက်တော့မှကျွန်တော်မိသားစုရဲ့မျက်နှာကိုကြည့်ပြီးတော့ကျွန်တော်ကဒုနီယာဘက်ကိုပဲရောက်သွားတယ်ဒီဘက်ကိုရောက်မလာဘူးအလ္လာဟ်ရဲ့ဝါဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှလည်းယကင်မဖြစ်သားသလိုအဲ့ဒီယကင်သူတို့ထဲမှာဖြစ်ဖို့အတွက်ကိုလည်းအိမ်မှာအိမ်သားလည်းမလုပ်ထားဘူးဆာဘီယာအမျိုးသမီးတစ်ပါးအသက်ကြီးပြီးဟဇရတ်အနတ်ရဒီအလ္လာဟ်အန်ဟူကရီဝါယတ်လုပ်တယ်ကျွန်တော်တို့ကလူမမာမေးသွားကြတယ်တဲ့
Ari Ema, Lumama me Eada Loni never. Ari Ansari Lulim Buga, Alame Kandore. Janonga Miana Ribadi, Melonibadi, Pay Baby or Soundbody, Chonga be lighted. Janonuka Chechin Tapia and Maconu Kana Nini there. The Ame Oya Mialoma Kamura. Agutuga Pure hair, not Tabulu Chini. Alame Kawabi Pure. Chachim Lepia me to Alo there. Jamaga, Allah din atwa, Jamaya Munari Alongo, Suno Sunza, Pesa Bido, Sunkwa Bido, Mionente Tizo and Allah din Bako, Jamata, Leswebi Yaulara Pir, Agu Jamata, Laga, Agu call you Tobi Sui, Tumiariga, Didin Boy, Yetilo, Subido, Allah Simane Dingo, Lenyo Tolazia, Town Chiri, Ari Tojamulo, Allah Shi, Jamaya Talego, Atapian, Tebiba, Atapian Tumiba, Hayatko Pian Chimima. Hazrat Anas radiyallahu anhu ga ameshi de chano di ame udwa tauna thai ji ni de khana le ni ro tu ta ga de tu chou me da de saung tu let ne tu phe bi tha la bi chano ne tu sa sia si da de pian sa wa de naw riwayat ma la de ari pokku Hazrat Usman radiyallahu anhu ye khin ma ma tu kwai lon twa de a myo tmi tayaw tayaw ye iman be paw ma shi Hazrat Zunaira radiyallahu anha Iman Islam Lakana Abu Jahl ne Hazrat Umar ro pamiro jaira myalong kwe war myasi ma myin ne bwa yaw twa naw so Abu Jahl ga ba pyo le ngaru ye lati uzariya atima ko myalong kwe aung lou lai bi pyo de ninu ye lati uzari ba tong sa lu ya lu le ninu turo ko kwe ni de sura ro ma tu le ma ti tu ga tat me phit tu ga Allah phansin na de phansin kan ni ka ni ma ninu tu sit da de aya taku phit ninu ara ko kwe ni de sura ko Nino Kurale ba Chuma Mashidu, no Coco and Nimala to Madi. Jai Allah Zima Lapia me to our town. Allah Singa, Ari, Mialo no, Mammy, Yaka Dida, Mialo Yasaku, Leo Maqueretigo, Yaka, Imana Patabi, Amutamiri. Dodo, Allah Singa, Ari Dua, Ari Kurvani Mujahada Poma, Sohabari, Ari, Dawati, Maidanma. Chuba inema Allah bakani bi gaibi nusrati yala Maidan ma shini de che ha Agu myalong alin Allah shin pya mi chin mye Hazrat Zainab radiyallahu anha takema riwayat lode Hazrat Khubayb radiyallahu anhu ko phana la ba ma asa yiza ma chwe be ne phat da ra tu ko yadi me tinan ni tu let de ma sa ni da ko jama myasi ne myin nge de Ari chenga Zabiet Tisura, Muya Shuzia, Mashira Che, Zabia Kaila Tula Machama Twigger. Torori Allah Lana Mashinira, Torugo, Dinia Chuma Moto Subiro, Takaza Pore Subi Kowara, Lantaway Yabi Suroma, Lunaya Toya, Wamiro, Torugo, Badar Atogo, Lasa Chebu, Arima, Toroya Gonigo, Pier, Hazak Hubai Bradiallah Anuya, Gondagonga, Kalo Akong Naze Nenimia, Kalo Akong Naze, baby Gondagong where. Hazrat Asim radiyallahu anhu ya gaunagong kalau akong tiya ne nimya kalau akong tiya baby gaunagong wer ari gaun ma ayat the bi taw bo de dai din nga khansa chat mashi la de paw ma apaw yan wo yong chong na de yaung ni ya de bwa taku phit twa namaz chain yaung ni de dawat ye takaza paw lai yaung ni de sai ma yaung ni de maima na ma yaung ni de khale ni ne yaung ni de ho han yi pya di han yi pya ne ho bayin bwa ka ni chon bwa yaw twa bi Islam na Allah ya kudrat khazana ni acho sukhure bwa ka ni bi lo lu ri shin ma lat phyan de bwa ri kafir ri shin ma din ye hukum taku to ko taw so wa de bwa ri yaw la bi Ramzan ni lou chin lo ba khwin pyu ba Azan le pe chin lo ba khwin pyu ba Pali daga le phwin chin lo ba khwin pyu ba Pali ma tan le tchao yai chin lo ba khwin pyu ba to le tcha mo chin lo ba mo yoi ne lo khmya khwin pyu be ba dalaw yu ba khmya Allah ai ma Allah khai ne alou de ma lou da ro Allah ai sura ga la pa mu ne che ta sia tu ga naw song ma pya dai taku phit ne be chan nge ma ha Di ne pali de chi de pali de che da balo pali de la pali talon ne talon chano no pyai ni da Masjid Nabawi sura ga khwe chaw bi wen la khwe chaw bi wen lo ya da ho ban ne di ba ko sajida twa na phu ma te ri pe ge mo ywa ye khana ko ba mo yi taw ja thong sia mi ma shi Isha che ma let si let twa da sahaba da ba Taman me sallallahu alaihi wasallam nyin lai let si let ma nyin ya Atu pian ne che ma tik kan de kan pe lai de di tik kan yu twa de lan ne ma mi yaung phit ne di tik kan yu twa
ဆဟာဘာနှစ်ပါးညသုံးပုံတစ်ပုံကုန်တဲ့အချိန်ဒီဒီနေ့တက္ကစာတစ်ခုအတွက်ဟဇရတ်ဥဘာဒ်ရဒီအလ္လာဟ်အန်ဟူနဲ့နောက်ဆဟာဘာတစ်ပါးနဲ့နဗီရဲ့အိမ်မှာကျွန်တော်တို့ကညသုံးပုံတစ်ပုံကုန်တဲ့အချိန်ဒီနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အကြောင်းတွေကိုမရှရာဖြစ်နေတာညသုံးပုံတစ်ပုံကျွန်တော်တို့ဒီမှာတဏှာရင်ကအချိန်ပေးဖို့ပလီမှာအသက်ထွက်လို့မသက်ဖြစ်နေဒီနေ့စကားတွေကြားဖို့တော့ကိုနားထဲကိုတန်ရင်ပူလောင်ချသလိုဖြစ်ခေတ္တခေရောက်လာမယ်ဒီပေါ်မှာရှောက်လမ်းဖို့တော့လက်ထဲမှာမီးခဲကင်နာတာလွှဲမယ်ဒီပေါ်မှာရှောက်ဖို့ခက်မယ်ဆိုလိုချင်တာလက်ထဲမှာမီးခဲပေးကင်သူကင်နာလိုက်မယ်သူပလီလာမှာမဟုတ်ဘူးတောင်းရတော့မှာမဟုတ်ဘူးမီးခဲကင်ဆိုကင်နာမယ်တောင်းရလည်းမခေါ်နဲ့မီးခဲကင်ဆိုကင်နာမယ်ဖဂျ်လည်းမခေါ်နဲ့နမတ်လည်းမခေါ်နဲ့မီးခဲကင်မို့လွယ်သွားမယ်ဒီပေါ်မှာရှောက်ဖို့ခက်သွားမယ်မနမမွတ်စလင်ညနေကာဖီဖြစ်နေမယ်ညနေမှာမွတ်စလင်မနက်ကာဖီဖြစ်နေမယ်ဟာဒီစ်ထဲမှာအရိတိုင်းလားလာကျွန်တော်တို့အားလုံးထိမ့်သိမ့်တော်မူပါစေအာမင်ညအချိန်မတော်ညသုံးဖို့တပုံကုန်တဲ့အချိန်ကြာမှပြန်ရတယ်နဗီရဲ့အိမ်မှာဒီနေ့တက္ကစာတွေအတွက်ကိုမရှရာဖြစ်နေလမ်းထဲမှာမောင်မိုက်နေတာဘာမှမမြင်ရဘူးတဲ့တယောက်နဲ့တယောက်တော့မမြင်ရဘူးတဲ့သူတို့ထဲမှာတောင်ဝေးတွေပါတယ်တောင်ဝေးတစ်ချောင်းကလင်းလာတယ်အလင်းရောင်ဖြစ်လာအဲ့ဒီတောင်ဝေးကိုကန်ပြီးတော့သွားတယ်လမ်းခွဲလဲရောက်တော့တယောက်နဲ့တယောက်လမ်းခွဲပြီးတော့တယောက်တလန်းစီပြန်ရမှာနောက်တယောက်စီမှာပါအလ္လာဟ်ရှင်ကအဲ့ဒီအလင်းရောင်ကိုထည့်ပေးတယ်ဒုတ်တယ်မှာအလင်းရောင်ဖြစ်ပြီးပြန်သွားတယ်ဗမာလဲမီးချောင်းနေမီးလုံးနေဘာတွေညာတွေဆိုတာကကျွန်တော်တို့ရဲ့အချိန်မှာပဲကျွန်တော်တို့ကဘယ်ကာဖီကဘယ်ပုံစံတက်တမ်းမွေးလဲအဲ့ဒီအတိုင်းကျွန်တော်တို့တက်တမ်းမွေးတယ်ကာဖီတွေရဲ့အဆောင်ရောင်နေနဲ့အဆောက်အုံတွေကိုအားကြတယ်ပလီတွေကိုနန်းတော်တွေလို့စောက်လိုက်ပါစေအောင်ပလီတွေစောက်လို့ရလာတဲ့ဆဝပ်အဲ့ဒီဆဝပ်ကပလီတွေကိုခါလီလုပ်ပြီးအာမလ်တွေကိုစွန့်ပစ်တာလို့လာတဲ့အဇပ်ကိုပလီစောက်လို့ရတဲ့ဆဝပ်ကအကာအကွယ်ပေးနိုင်မှာမဟုတ်ပလီကအိမ်နေဦးတော်ကပတ်စတန်လို့မလုံးနဲ့ပြောရတာဒီနေ့ညာရင်နေရာတွေမှာကျွန်တော်တို့အလတ်လန်သွားတဲ့နေရာတွေမှာတွေ့ခဲ့တယ်ဂျမခန္နာတွေလို့ခေါင်းစဉ်တက်ပြီးမွတ်စလမန်တွေအယောက်450 100ရှိတယ်နမတ်တကြင်အတွက်ကိုအဲ့ဒီဂျမခန္နာတော့လည်းမဖွင့်ဘူးပတရဲ့တနေရာမှာရောက်သွားတယ်တော့ဖွင့်လိုက်တဲ့အချိန်မှာခြေတွေကဒလို့အုံပြီးထွက်လာနမတ်အဲ့ဒီနေ့မဂရစ်ကိုဖတ်တာခြေတော့တစ်ဖက်မှာချင်း10ကောင်လောက်ကိုင်းချင်းနေရထားနေဖြစ်နေလူမရှိတော့ပင်းကူအိမ်နေနဲ့ချတောင်ပိုးတွေနဲ့ငှက်တိုက်တွေနဲ့ဒီနေ့ကျွန်တော်တို့ဘုံမှာအလ္လာဟ်ဘက်ကနေဘယ်အလာမဲရဟမတ်တွေဘရကတ်တွေဆလာမတ်တွေမဂ်ဖီရတ်တွေဟီဒါယတ်တွေအာဖီယတ်တွေဘယ်မှာလာမှာလဲကျွန်တော်ကိုအလ္လာဟ်ပေးထားတဲ့အမိန့်ကတခုကျွန်တော်သွားပြီးတော့လောက်ကင်စားတော့ပြီးတော့ပျော်ပါနေတဲ့နေရာကတခုအလ္လာဟ်ကယူဖို့မိတ်ပေးတာတနည်းကျွန်တော်သွားယူနေတာကတနည်းအဲ့တော့ရှိခဲ့တဲ့နုစရတ်တွေအားလုံးကဒီနေ့မဟနတ်မှာကုရ်ဘာနီပေးနေရခဲ့ကြတာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကိုယ်တိုင်ရောကျွန်တော်ရဲ့ဇနီးကျင်ရာတွေကျွန်တော်သားသမီးတွေအားလုံးကိုလက်တွဲပြီးတော့ကိုစီကုရ်ဘာနီပေးမယ်ဆိုတဲ့အဇိုင်းတွေလောက်ကမိသားစုတွေကိုအလ္လာဟ်ရှင်ဘလို့ချီးမြှင့်မယ်ဆိုတာဒုနီယာမှာရောအာခီရတ်မှာရောအဲ့ဒါနဲ့ပတ်သက်တဲ့ဝါဒတွေကိုနေ့စဉ်နဲ့အမျှမတ်ကဲလုပ်အောင်မိသားစုမှာဒီစကားတွေပဲပြောအောင်အလ္လာဟ်ရဲ့ကုဒရတ်ကိုမြတ်မြတ်ပြောအောင်အလ္လာဟ်ရဲ့ဇတ်ကိုမြတ်မြတ်ပြောအောင်ဘလောက်ဒုနီယာရဲ့အကြောင်းတွေနိုင်ငံရေးအကြောင်းတွေသူများအကြောင်းတွေကိုအကြောင်းတွေပြောနေလေအဲ့ဒါတွေအားလုံးကိုဖယ်ပြီးအလ္လာဟ်အကြောင်းကိုအများဆုံးယူလာရမယ်ရဆူလ်ရဲ့အကြောင်းကိုအများဆုံးယူလာရမယ်နဗီရဲ့မိသားစုတွေရဲ့ဇင်ဒဂီဆွာဘီယာအမျိုးသမီးတွေရဲ့အကြောင်းတွေယူလာရမယ်ခဏကပြောနေဇခူဘိုင်ရဒီအလ္လာဟ်အန်ဟူနောက်ဆုံးရှဟီဒ်လုပ်လိုက်တယ်ဒူအာတောင်းတယ်ယာအလ္လာဟ်ကျွန်တော်ရဲ့အခြေအနေကိုတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ရဲ့ထံကိုအလ္လာဟ်ရှင်ပို့ပေးတော်မူပါအလ္လာဟ်ကဂျီဘရိုင်အလိုင်းဆလမ်ကိုလွတ်ပြီးအဲ့ဒီအကြောင်းကိုနဗီထံကိုပို့ခိုင်းအဇုမရဒီအလ္လာဟ်အန်ဟူကိမဆာဘာရဘာရှိနေနဲ့သူကလဲကြမူးလဲတယ်သူကခဏသူအဇုမရကပြောတယ်အတင်တာဘာယောဂလည်းမဟုတ်ဘူးဟဇက်ခူဘိုင်ကိုရှဟီဒ်လုပ်တဲ့နေ့မှာကျွန်တော်အဲ့ဒီရဲ့ပြိတ္တတွေမှာပါတယ်သူအဲ့ဒီနေ့တော့သူ့ရဲ့မြင်ကွင်းကိုကြည့်ပြီးတော့ကျွန်တော်အဲ့ဒီမြင်ကွင်းကိုဒီနေ့ပြန်စဉ်းစားမိဒီနေ့ကျွန်တော်မူးလဲကြတယ်
သူ့ကိုကားစင်မော်တင်ပြီးတော့ရှဟီဒ်လုပ်တဲ့နေ့မှာသူကနမတ်နာရကတ်ဖတ်နမတ်နာရကတ်ဖတ်ပြီးတော့ဒွါတောင်းတယ်ဒွါတောင်းပြီးတော့သူကငိုတဲ့ချိန်မှာသူ့ကိုကာဖီတွေကပြောတယ်အတင်ဘာလို့ငိုနေတာလဲကြောက်နေလို့လားမဟုတ်ဘူးငါတရားမှာကြောက်လို့ငိုတာမဟုတ်ဘူးတဲ့ငါတည်ပြီးရင်ကြုံရမယ့်အခြေအနေတွေဂျာဟန်နမ်ငရဲမိကဒီလောက်ပူလောင်တာအဲ့ဒီဂျာဟန်နမ်ငရဲမိဆိုတာကဒီလောက်ကြောက်မက်ဖွယ်ကောင်းတာအခုငါကနောက်ဆုံးအချိန်မှာရောက်နေတာငါရဲ့နောက်ဆုံးအချိန်ကဘလို့ဖြစ်မယ်ဆိုတာမသိနိုင်ဘူးအဲ့ဒီဂျာဟန်နမ်ကိုတွေးပြီးတော့အဲ့ဒီဂျာဟန်နမ်ကိုကြောက်လို့ငိုနေတာတေမှာကြောက်လို့ငိုနေတာမဟုတ်ဘူးဟာအဇူဇိုင်ဖာရဒီအလ္လာဟ်အန်ဟူကိုကျွန်တော်တို့အမြဲပြောတယ်ဟာလားယောမဘယင်ကဖမ်းသွားပြီးတဲ့နောက်မှာသူ့ကိုမှရင်နှွေးပူအိုစီပူအိုအဲ့ဒီအိုထဲမှာဂျမတ်တာတယောက်ကိုထည့်ပြီးတော့သူ့ကို6လမ်းပြီးတော့သူ့ကိုအခန်းထဲမှာထည့်ပြီးတော့အမျိုးသမီးတွေကိုပါအဲ့ဒီအခန်းထဲမှာပို့ဝတ်သားတွေအရက်တွေပါအဲ့ဒီထဲကိုထည့်ပြီးတော့သူ့ကို3ရက်တိထားတာယောမကအမျိုးသမီးတွေမောလာနာယူဆုဖ်ဆာရာမတ်လာအလိုင်အမိတ်ရှိတယ်ဟဇရတ်ဟူဇိုင်ဖာရဒီအလ္လာဟူအန်ဟူသူ့ကိုအဲ့ဒီအခန်းထဲမှာထည့်ပြီးထားတာဆဟာဘာတွေကဒီနည်းမဟနတ်မှာသူတို့ရဲ့အီမန်နဲ့ဘလောက်တီးတော်မှာတိုးတက်နေလဲလမ်းဆန်းနေလဲအလ္လာဟ်လမ်းရဲ့စဖာမှာဂျမာတ်တဲမှာခူရူဂျ်မှာနဖာမှာရှိနေတာအဲ့ဒီရဲ့ဘယင်းတွေကသူတို့ရဲ့အီမန်နဲ့အာမလ်ကိုကြည့်ပြီးတော့လက်ပြခါသွားတယ်ကဘာတစ်ခုလုံးကိုဩဇာညောင်းပါတယ်ဆိုတဲ့လူတွေနဲ့စိုးမိုးနေပါတယ်ဆိုတဲ့အမိတ်ပေးနေတယ်ဆိုတဲ့အဲ့ဒီဘယင်းတွေလို့ခံယူထားတယ်ဆိုတဲ့လူတွေကတောသားဆွာဘာတယောက်ရဲ့အရှိမလက်နဲ့ချပြီးကြာရှုံးတဲ့လူတွေဖြစ်သွားအခုအခန်းတကာ3ရက်နေပြီးပြန်ဖွင့်တယ်ဒီအမျိုးသမီးတွေထွက်လာဒီမျိုးသမီးတွေပြောတယ်ဒီလူကကြောက်တုံးလားကြောက်ခဲလားဒီလူကတော့အင်ဆာတော့မဟုတ်နိုင်ဘူးဘာကြောင့်လဲဆိုတော့ဘယင်ကကျမတို့ကိုရှက်ပေါ်လော်လီအဝတ်စားတွေနဲ့ဟာရမ်အစားတောက်တွေနဲ့တူတူမြူဆွဲဖို့ဖျားယောင်ဖို့သွေးဆောင်ဖို့အတွက်ကိုဒီအခန်းထဲမှာပိတ်လောင်လိုက်တဲ့အချိန်ကစပြီးတော့သူ့မျက်လုံးပြန်မဖွင့်တော့တာကျမတို့ပြန်ထွက်လာတဲ့အချိန်ထိပဲမောလာနာဆာဆပ်ဒါမဘရကာတုမ်အမေရှိတဲ့ဟဇရတ်ဟူဇိုင်ဖာရဒီအလ္လာဟူအန်ဟူဆဟာဘာတွေရဲ့မျက်တောင်မှာကအစာအီမန်ရှိတယ်ဆဟာဘာတွေရဲ့မျက်တောင်မှာကအစာအီမန်ရှိတယ်သူမျက်တောင်ကအလ္လာဟ်မိတ်ဖီဆာမှုတော့အစင်းနဲ့မဖြစ်ဘူးအဲ့ဒီမျက်တောင်ပိတ်ထားတဲ့မျက်တောင်ဂုဏရဲ့ရှေ့မှာဖွင့်အမိတ်ဖီဆာမှုဖြစ်မှာကိုသိတယ်အဲ့ဒီမျက်တောင်ကအမိတ်ဖီဆာမှုတွေရောက်ဖို့အတွက်ကိုတတ်သိမရှိဘူးမျက်တောင်မွေးတွေမှာကအစာအီမန်ရှိတယ်ဒီနေ့ကျွန်တော်ကလူတယောက်လာပြီးတော့အခန်းတကာပိတ်ပြီးဖြက်စီးစရာမလိုဘူးဖုန်းတစ်လုံးရှိအော်တိုဟာရမ်နဲ့ရောက်အဲ့ဒီဖုန်းတညလုံးတုံးပြီးဖဂျာလွတ်တာဘာခံစားချက်ဖြစ်ဘရူဂတ်သွားလဲဘရူ3ရက်အတွက်ကိုအဲ့ဒီမှာဖီကီလောက်ပြီးလက်ကိုက်ချေကန်ခေါ်လာအားလုံးပေါင်းပြီးအဇပ်လာဖို့အတွက်နေကိုစောင့်နေတာနဲ့တူတူပဲမိသားစုလည်းအဇပ်လာမယ်နေစောင့်နေတာဒီယာမအပတခြားလမ်းကြောင်းမရှိတော့ပြန်စဉ်းစားကြည့်ကုရ်အာန်ပြန်ဖွင့်ပြီးဖတ်ကြည့်ဟာဒီသ်တွေပြန်ဖွင့်ပြီးဖတ်ကြည့်အဲ့ဒါကာတွန်းစာအုပ်မဟုတ်ပါဘူးအဲ့ဒါမဂ္ဂဇင်းတွေမဟုတ်ပါဘူးကျွန်တော်အဖိုးတွေရေးခဲ့တဲ့စာအုပ်တွေမဟုတ်ပါဘူးပြန်ဖွင့်ပြီးဖတ်ကြည့်တွေ့ရဂျန်နတ်ကဘလို့ရလဲဂျဟန္နမ်ကဘလို့ရလဲကဘာကဘလို့ရလဲအလ္လာဟ်ကဘလို့ရှင်းလဲနဗီကဘလို့ရဆူလ်လဲကုရ်အာန်နဲ့ဖုံတက်သွားပြီတာလင်စာအုပ်တွေစုပ်ပြဲသွားပြီအဲ့တာလင်မရှိတော့ဘူးအလ္လာဟ်ရဆူလ်မသိတော့ဘူးဂတ်တော်ဖို့ပြင်းတယ်ဂတ်အိရှိရောက်လာပြီဆိုရင်လည်းထပ်တွေးဖို့ပြင်းတယ်အဲ့ဒီအခြေအနေမှာရောက်နေပြီဥမူမီဂတ်မလုပ်ဘဲနဲ့တဘလစ်လုပ်နေတယ်ဆိုတာကသူ့အတွက်သူလုပ်နေတာအလ္လာဟ်အတွက်လုပ်နေတာမဟုတ်ဘူးလေသူ့အတွက်သူလုပ်နေသူ့အတွက်သူလုပ်နေတာအလ္လာဟ်အတွက်မဟုတ်ဘူးလေအလ္လာဟ်ကျင့်ဖို့လုပ်နေတာမဟုတ်ဘူးဥမူမီဂတ်မတော်ဘဲနဲ့တဘလစ်လုပ်နေတယ်ဆိုတာလဲစားခံနေရတာတယောက်ဥမူမီဂတ်ရဲ့နေမှာနှစ်ဖွဲ့သုံးဖွဲ့တွားနေရမှာအဲ့ဒီဥမူမီဂတ်အတွက်ကိုကြိုပြီးတော့ခေါ်လာရမှာဝဆူလီလုပ်ပြီးအစရမတိုင်ငင်ကလေးကစုနေရမှာအပိုင်း4ပိုင်းရှိတာလား6ပိုင်းရှိတာလား6ပိုင်းလုံးကိုဂတ်တွားပြီးတော့စကြီတာမချတဲ့လူတယောက်မှမရှိဘူးအတွက်ကိုအဲ့ဒီတော့ကသူကိုသူထမင်းမစားသေးဘူးဆိုတာမသိရအောင်ဖြစ်သွားတော့သူကိုသူမအိပ်ရသေးဘူးဆိုတာမသိရတော့ဘူးဖြစ်သွားဟာအဲ့ဒါကြောင့်မို့လို့
Hazrat Khubayb radiyallahu anhu သူရဲ့မြင်ကွင်းသူဟာဂျဟန္နမ်ကိုကြောက်နေတယ်ဆိုတဲ့ကိစ္စကိုကြည့်ပြီးတော့ Hazrat Sa'id ဆိုတဲ့ဆဟာဘာကမူးလဲပြီးပြုတ်ကြတယ် Hazrat Asim radiyallahu anhu ဒီလိုပဲသူရဲ့ခေါင်းထဲမှာအရက်ထဲတောက်ဖို့ဆိုတော့ဒူအာတောင်းတာအလ္လာဟ်ရဲ့လမ်းနဲ့သူရဲ့ခေါင်းဖြတ်လို့မရအောင်ပြားတွေအုံနာတယ်တခါတည်းအနာကိုကတ်လို့မရဘူးဘယ်သူမှနောက်ဆုံးမိုးတွေအလ္လာဟ်ရှင်ရွာစေပြီးတော့အလ္လာဟ်ရှင်ဖာဇတ်လုပ်လိုက်တယ်ကာဖီတယောက်ကမှထိလို့မရဘူးဖြတ်လို့မရဘူး Hazrat Khubayb ကိုလည်းအဲ့လိုပဲ Hazrat Zubayr radiyallahu anhu နဲ့ Hazrat Miqdad radiyallahu anhu Hazrat Khubayb ရဲ့ဂျနာဇာကိုတွတ်ဖြုတ်တာနဗီလွတ်လိုက်ရက်40ရှိပြီရက်40ရှိပြီအကောင်းပဂရီတိုင်းမှာဒီတိုင်းမှာရှိပြီကေဘလာဘက်ကိုမျက်နှာမူးနေတဲ့ကာဖီတွေတွားပြီးပြန်လဲလေအဲ့ဒီတေဝါပြီးဆိုတဲ့ရှဟီဒီတွေဆိုတာကအလ္လာဟ်ပြောတယ်သူတို့တေတာမဟုတ်သူတို့ရှင်းနေတာအဲ့ဒီရဲ့ဂျနာဇာအဲ့ဒီရဲ့ lash ကိုကေဘလာဘက်ကနေဘလောက်ပဲမျက်နှာကိုတွားပြီးတရွေ့ပြီးဖြစ်ပါစေကေဘလာဘက်ပဲပြန်ရောက်ရက်40တီတီဘာမှမဖြစ်ဘူး Hazrat Zubayb ကအစီးနှင်းမော့တင်ပြီးတော့ယူသွားတာအနောက်ကနေကာဖီတွေလိုက်လာလို့အစီးနှင်းကနေခဏချမြေကြီးအကွဲပြီးတော့မြေကြီးထဲရောက်သွားဆဟာဘာတွေရဲ့တမိုင်းကုရ်အာန်ထဲမှာအလ္လာဟ်ကုရ်အာန်တအုပ်လုံးကိုအန်ဘီယာအလိုင်ဆလမ်တွေရဲ့အကြောင်းတွေနဲ့ဆဟာဘာတွေရဲ့အကြောင်းတွေဂျန်နတ်ဂျဟန္နမ်ရဲ့အကြောင်းတွေအလ္လာဟ်ရဲ့အဟကာမတ်တွေရဲ့အကြောင်းတွေအလ္လာဟ်ရှင်အဲ့ဒီထဲမှာဆဟာဘာတွေရဲ့ဇင်ဒဂီကနေပြီးတော့ကျွန်တော်မြတ်ကုရ်အာန်ရဲ့အာယတ်တွေကိုကျွန်တော်တို့အတွက်ကိုတည်တဲ့အထိတည်ပြီးတဲ့နောက်ပိုင်းမှာလဲသူတို့ကိုဘလို့ကြိုးပမ်းပြီးတော့အလ္လာဟ်ဘလို့တွေချီးမြှင့်မှာဆိုတာနဲ့ပတ်သက်ပြီးတော့အလ္လာဟ်သူတို့ကိုဘလို့ခြေနဲ့သွားပြီးဆိုတာဂျန်နတ်မှာပေးမဲ့အဖြစ်ကိုဒုနီယာမှာတင်ပြေးပေးခဲ့တယ်ဆိုတာဘဝတစ်ခုလုံးရှောက်လန်းမှုအတွက်ကိုလမ်းညွှန်မှုနဲ့နီးစနစ်တွေအားလုံးကိုခရီးစည်းတွင်ကြစာတင်မဲလားဆိုတော့မဟုတ်ဘဝတက်တန်းနေအားလုံးပေးဆက်ပြီးမိသားစုတွေနဲ့ခွဲခွာပြီးတော့ပြသခဲ့3ရက်တွေ3ချစ်လာတွေဘာလဲအလကဘာရက်မှမရှိဘူးဒီမှာဒါသူငယ်ရန်စစ်3ရက်ဂျမတ်သွားတယ်ချစ်လာဂျမတ်သွားတယ်3ချစ်လာဂျမတ်သွားတယ်ဆိုတာကအဲ့ဒါကအလစ်ဘာတာစာစစ်မရှိတာအလစ်ဘာတာစာစင်ကကြီးခါခွေးစင်သူကဟမ်အဲ့ဒီတော့ကြောင့်မို့လို့ချစ်လာ3ချစ်လာနဲ့ရောက်ရဲတင်းတိမ်မှုဆိုတာကသူကကြီးခါခွေးနဲ့အလစ်ဘာတာစာနဲ့ရောက်ရဲတင်းတိမ်တယ်လို့ပဲဘာမှမဟုတ်ဘူးမုဖတီရှေဇာဆပ်လာတော့ဘာပြောလဲလူတယောက်ကချစ်လာ3ချစ်လာတွေတွားနေတာပင်လေသမုတ်တရားတဲ့စင်းမို့အတွက်ရေကူးဖို့ဆုံးဖို့ပြီးတော့အဲ့ဒီကန်းစပ်မှာရှောက်နေတယ်လို့ပဲအဲ့ဒီအစ်စ်မရှိသေးတာအထဲမှာရှိနေတဲ့အဲ့ဒီသမုတ်တရားအောက်ကကြောင်းမြတ်ရတနာတွေနဲ့ပလဲတွေကိုစုခုဖို့အတွက်ကတော့သူကအဲ့ဒီတဲကိုဒိုင်မင်ထိုးအောင်တဖကုတ်ကဒီလိုတဖကုတ်ဖြစ်ရမယ်အကန့်အသတ်မရှိတဖကုတ်ဘာလို့နှွဲနေဖို့ဘာလို့ဟာဂျတ်တွေဟာလတ်တွေပြနေဖို့ဆဟာဘာတွေစီမှာဘာမှမရှိဘူးဟာဂျတ်တွေဟာလတ်တွေအီလန်မဲ့တရှ်ကီရတော့မရှိဘူးအစင်းနဲ့မဲ့ကျွန်တော်ကဒီနေ့ဂျနာဇာတစ်ခုပေါ်လာရင်တက္ကာဇာလွတ်လိုက်နေကာတစ်ခုပေါ်လာရင်တက္ကာဇာလွတ်လိုက်ဒါဝတ်တစ်ခုပေါ်လာရင်တက္ကာဇာလွတ်လိုက်အဘူမွတ်စလင်ခေါလာနီရဒီအလ္လာဟ်အန်ဟူနဗီရဲ့ဂျနာဇာကိုမမေ့ဘူးအဆွတ်အန်စီကိုကြိုးပမ်းဖို့အတွက်သူကနဗီသူ့ကိုကတလောဖို့သူ့ကိုရှင်းဖို့အတွက်ကိုအဲ့ဒီဂျမတ်ကိုဆေလွတ်တာဟိုယမန်မှာသွားပြီးကြိုးပမ်းနေတာသူတို့ပြန်လာတဲ့အချိန်မှာနဗီဝဖတ်ဖြစ်သွားပြီကဘာမှာဝမ်းနေဖို့အကောင်းဆုံးနေ့နဗီဝဖတ်ဖြစ်တဲ့နေ့အဲ့လိုနေ့မှာတော့ဆွာဘာတွေကအလ္လာဟ်လမ်းထဲမှာနဗီဝဖတ်ဖြစ်တဲ့နေ့တော့ဆွာဘာတွေအလ္လာဟ်လမ်းမှာအဲ့ဒီဝဖတ်ဖြစ်နေတဲ့အချိန်လဲတုံရင်နေတဲ့လက်နဲ့အလ္လာဟ်ကိုပေးပြီးအလ္လာဟ်လမ်းမှာသွားခိုင်းနေတာဆွာဘာတွေကပြောတယ်ဟဇ်ဘူဘကရ်ဆစ်ဒီကရဒီအလ္လာဟ်အန်ဟူဒီချိန်မှာမသွားရင်မကောင်းဘူးလားခဏဆိုင်ငံလိုက်ရင်မကောင်းဘူးလားမဒီနာပြကြဝါမယ်တဲ့ဒီဂျမတ်ကိုဆိုင်ငံဟာယာတုဆွာဘာပထမတွဲထဲမှာပါတယ်အဲ့ဒီဟာဒီစ်မဒီနာမှာရှိနေတဲ့ကလေးတွေသူငယ်တွေနဲ့တက်ကြီးရွယ်အိုတွေအဇွာဂျီမူတဟာရတ်တွေအားလုံးရန်သူတွေဝင်လာပြီးတိုက်ခိုက်ပြီးတရိတ်ဆက်တွေဝင်လာပြီးကိုက်ဖြတ်စားတော့သွားမယ်ဆိုလဲနဗီထုတ်ခဲ့တဲ့ဂျမတ်ကိုငါမတားရဲဘူးတဲ့အလ္လာဟ်ရဲ့နုစရတ်ကနေလက်မဲ့ဖြစ်သွားမယ်အဲ့ဒီမှာသွားခဲ့တာကြိုးပမ်းခဲ့တာယမမာရဲ့ကြိုးပမ်းမှုဖြစ်ခဲ့တယ်အဲ့ဒီမှာလေတနည်းဟဇ်ဥမရဒီအလ္လာဟ်အန်ဟူကထမင်းစားဖို့ဒါဝတ်တခုမှာဟဇ်တူဖိုင်ဘင်အမရဒေါစီရဒီအလ္လာဟ်အန်ဟူရဲ့တာ
အမာဘင်တူဖဲရဒီအလ္လာဟ်အန်ဟူကလက်တစ်ဖက်ပြက်သူကအဲ့ဒီဒက်စတခါနဲ့ကိုမဝင်ဘူးဟဇာဥမာကပြောတယ်လာသမင်းစားမှာဘာလို့ဒက်စတခါနဲ့မဝင်တာလဲမင်းလက်ပြက်နေလို့ဒီဒက်စတခါနဲ့မဝင်တာလားအဲ့ဒါဆိုရင်တော့ဒီဒက်စတခါမှာငါတို့အားလုံးသမင်းစားဖို့အတွက်ကိုဟာရမ်လုပ်လိုက်မစားတော့ဘူးဆိုလိုချင်တာကဘာဖြစ်လို့လဲဆိုတော့မင်းလက်ကတာမန်ပြတ်ခဲ့တာမဟုတ်ဘူးမင်းလက်ကယမမမဒီနာတော့ကိုကူဖူပပြောက်ဖို့အတွက်ကိုအာလမဒင်းဇင်နာပြဖို့အတွက်ကိုကူဖူနဲ့ရှရိကပြောက်ဖို့မင်းဂျိုးပန်းရင်နဲ့အလတ်လမ်းမှာမင်းလက်ပေးပလိုက်တာအလတ်လမ်းမှာမင်းလက်ကိုမင်းပေးပလိုက်တာမင်းမစားရမြငါတို့ဒီအစားတောက်တွေထိဖို့မရှိဘူးဆဟာဘာတွေရဲ့ကုရ်ဘာနီနားထောင်မယ်ဆိုရင်အီမန်ယကင်းနဲ့တကယ်မျက်စိမှာပေါ်အောင်မြင်ပြီးကြည့်မယ်ဆိုရင်အထုတ်ထုတ်ဖို့လွယ်မယ်အလုပ်လုပ်ဖို့လည်းလွယ်မယ်မဟုတ်ရင်မိန်းမနဲ့ကလေးနဲ့အလ္လာဟ်အရာမ်နဲ့တယောက်ခုန်ကျွေးပြီးတော့စိုက်ကယ်လေးအနောက်မှာတင်ပြီးတော့ကလေးလေးကိုပတ်အိပ်ပြီးတော့အလ္လာဟ် तू ကဂျနတ်ရောက်နေတာကာဖီတွေတော့ဂျနတ်ကဒုနီယာ तू ကကာဖီတွေရဲ့ဂျနတ်ကိုလူပြီးတော့ကာဖီတွေကိုဇူလုံလုပ်နေကာဖီတွေကိုဇူလုံလုပ်ဘရူကလည်းမွတ်စလမန်ကအလ္လာဟ်ရဲ့နုစရတ်ကဇာလင်နဲ့တူရှိတာမဟုတ်မဇလူမ်နဲ့တူရှိတာနုစရတ်ကမလာအီလျဆရာမတ်တူလာအလိုင်မရှိအလ္လာဟ်ကဒုနီယာကဂျနတ်အဖြစ်နဲ့ကာဖီကိုတတ်မှတ်မွတ်စလမန်ကကာဖီရဲ့ဂျနတ်ကိုလူပြီးတော့ကာဖီကိုဇလူမ်လုပ်ပြီးအလ္လာဟ်ထံတော်ပါမှာကျွန်တော်မဇလူမ်ပါဆိုပြီးလက်ပြတ်တယ်ဟာဒီနေ့ထိကာဖီကမွတ်စလမန်ရမယ်ဂျနတ်ကိုစိတ်တော်မဝင်စားဘူးမင်းတို့ဂျနတ်ကဘလို့လဲလို့တယောက်မှမမေးဘူးစိတ်လည်းမဝင်စားဘူးလို့လည်းမလို့ခြင်းဘူးမွတ်စလမန်ကတော့မရှက်ဘူးကာဖီရဲ့ဂျနတ်ကိုလိုချင်လို့ဒုနီယာကိုအသေးအံကာဖီနဲ့ပြန်ပြီးလူတာအဲ့ဒါကြောင့်ဟာဒီသ်တစ်ပုဒ်ရှိတယ်လားကာဖီတွေအားလုံးကဒက်စတကမှာဒါဝတ်ဖိတ်ကျွေးတယ်လို့မျိုးဖိတ်ကျွေးတဲ့ပုံစံတိုင်းစုမှာသမင်းစားဝိုင်းမှာလူတွေဘလို့စုံလဲကာဖီတွေအဲ့လိုစုံလိုက်မယ်ပြီးရင်တို့ဒီလိုမရှရာဖြစ်မယ်မွတ်စလမန်တွေတယောက်ဒုနီယာကနေပျောက်သွားဖို့အတွက်ငါတို့ဘလို့တို့ကိုအဆုံးစီရင်ပြီးတော့ပပြောင်းလုပ်ရင်ကောင်းမယ်ယာရဆူလလာအဲ့ဒီအခါမှာမွတ်စလမန်ရဲ့အရေးအတွက်ကနည်းလို့လားနဗီကြီးကအမိတ်ရှိတယ်မဟုတ်ဘူးမွတ်စလမန်ရဲ့အရေးအတွက်ကအခုထက်ကိုအစပေါင်းမြောက်များစွာများမှာသို့တော့အရေးအတွက်ပဲရှိမယ်အရေးချင်းမရှိဘူးယာရဆူလလာအဲ့ဒါဘာဖြစ်လို့တို့ကရေမြုပ်ပင်လယ်တွေမှာမြင်ရမယ်ရေမြုပ်တွေပမာပဲရေပူပေါင်းတွေပမာပဲအများကြီးပဲဒါပေမဲ့ဘယ်နေရာမှာမှအသုံးမဝင်ဘူးတုံးစားလို့ရမှာမဟုတ်ဘူးတတိတာနဲ့ပေါက်သွားတယ်ရေမြုပ်တွေရေပူပေါင်းလေးတွေရေပေါ်မှာပေါ်လို့ပေါ်နေတာအဲ့ဒီပမာပဲယာရဆူလလာဘာကြောင့်လဲအချက်နှစ်ချက်ကြောင့်ဒုနီယာကိုချစ်တယ်တရားမှာကိုကြောက်တယ်ဒုနီယာကိုချစ်တယ်တရားမှာကြောက်တရားမှာကြောက်တယ်ဆိုတာကတော့နည်းနည်းမြင့်သွားတယ်သူကတရားမှာကြောက်တဲ့အစင်းနေရ तू ကအစင်းတစင်းချင်းစီလားတရားမှာကြောက်တာတော့ तू ကအိမ်ကနေပလီလာမှလည်းကြောက်သုံးရကျမ तू အထုတ်ထုတ်မှလည်းကြောက်နေစဉ်ဝင်နေတဲ့ဝင်နည်းနည်းလေးရော့သွားမှလည်းကြောက်မိမနဲ့ခွဲလိုက်မှလည်းခဏလေးကိုကြောက်သားသမီးနဲ့ခဏခွဲရမှလည်းကြောက်အဲ့တော့သေဖို့ဘယ်တော့ကြောက်မှစဉ်းစားလို့ရဆိုင်ုံနေတော့မခွဲနိုင်ဘူးဆိုရင်ဒုနီယာတစ်ခုလုံးခွဲပြီး तू ဘလို့သေမှာမိမနဲ့ခဏ3ရက်မခွဲနိုင်ဘူးဆိုရင်တသက်လုံးခွဲပြီး तू ဘလို့သေအဲ့လောက်ကြောက်တာသေဖို့အဲ့ဒီအချက်နှစ်ချက်ကြောက်ပဲတဲ့ကာဖီတွေကမွတ်စလမန်တွေကိုအတုံးယုံတတ်ဖို့အတွက်ကိုမရှရာဖြစ်ဘလို့မရှရာလဲဒက်စတကန်တစ်ခုမှစားဖို့တောက်ဖို့အစားတောက်တွေပြင်ဆင်နိုင်စားဖို့အတွက်ကိုဘလို့လာကြမယ်ကာဖီတွေအဲ့လိုပဲလာပြီးစုယုံကြမယ်ဟာအဲ့ဒီအတွက်ကြောင့်မလို့ဟဇရတ်အမာဘင်တူဖိုင်ရဒီအလ္လာဟူအန်ဟူဘာပြောလဲဟဇ်ဥမာရဒီအလ္လာဟ်အန်ဟူအတေးလက်ကဒင်းအတော့အလ္လာဟ်လနဲ့မှာပေးလိုက်ဘလောက်အော်စရာကောင်းလဲဆိုရင်သူ့ရဲ့လက်တစ်ဖက်ကပြက်ပြီးတော့ဟဇ်ဥမာရဒီအလ္လာဟ်အန်ဟူအမိတ်ရှိတယ်လူကဒုနီယာမှာရှိပြီးလက်ကဂျနတ်မှာရှိတဲ့သူကိုမြင်ကြည့်ဟဇ်အမာကိုကြည့်ပါဟဇ်အမာရဲ့လက်ကိုတီးတဲ့ဂျနတ်ုလ်ဘကီမှာဒဖန်လုပ်တာလက်ကယမာမာမှာရှဟီဒ်ဖြစ်တယ်လူကယရမုတ်မှာရှဟီဒ်ဖြစ်တယ်အပါလဲရှဟီဒီတားလဲရှဟီဒီမိသားစုတွေအဲ့လိုကြိုးပမ်းခဲ့တာအမေရောတားရောအဖေကောမောင်နှမတွေကောညီကိုတွေကောပြောရင်ကုန်မှာမဟုတ်နဗီရဲ့မိသားစုပဲကြည့်ဟဇရတ်ဟမ်ဇာရဒီအလ္လာဟ်အန်ဟူရှဟီဒီတွေရဲ့ခေါင်းဆောင်ဖြစ်မှာဂျနတ်မှာ
အမီရ်ဟမ်ဇာဆိုတာရှဟီဒီတွေရဲ့ခေါင်းဆောင်နဗီရဲ့အဟလီဘိုက်ကိုရှဟီဒီတွေရဲ့ခေါင်းဆောင်နဗီရဲ့ဦးလေးကိုယ်တိုင်ကဘလောက်ဒီသူတို့အလတ်လမ်းမှာအသက်ပေးခဲ့ကြလဲဇက်တွေလက်တွေပေးပြီးတော့အားလုံးစတိပေးဆက်ပလိုက်ကြတယ်အလ္လာဟ်ကကုရ်ဘာနီကိုလိုချင်တာမဟုတ်အလ္လာဟ်တော့ဘာမှမလိုကျွန်တော်အလ္လာဟ်လို့ခေါ်ရင်လဲအလ္လာဟ်ပဲမခေါ်ရင်လဲအလ္လာဟ်ပဲအလ္လာဟ်ကအလ္လာဟ်ပဲကျွန်တော်စဂျီဒါလုပ်လဲအလ္လာဟ်ပဲစဂျီဒါမလုပ်လဲအလ္လာဟ်ပဲကျွန်တော်အလ္လာဟ်လည်းထွက်လဲအလ္လာဟ်ပဲအလ္လာဟ်လည်းမထွက်လဲအလ္လာဟ်ပဲကျွန်တော်ကြောင့်အလ္လာဟ်ဖြစ်နေတာမဟုတ်ဘူးအလ္လာဟ်ကြောင့်ကျွန်တော်ဖြစ်နေတယ်ကျွန်တော်တို့ဒီနေ့ gas မှာကျွန်တော်တို့ကလိန်နေရတယ်စကားတွေနည်းနည်းပါဝင်ပေးလိုက်ပါဒီငိုကြစင်အောင်လုပ်ပြီးစကားတွေပြောရတယောက်တယောက်လာဖို့အတွက်ခံစားချက်ဖြစ်ရပါဝင်ပေးပါလို့ပြောအောင်အလ္လာဟ်ရဲ့ဒီငါချိုးတဲ့ဒီမဟုတ်ဘူးကျွန်တော်ကချိုးတဲ့လူအဲ့ဒီဒီကိုတွတ်တွင်းမှာကျွန်တော်ကပြောင်မြောက်တဲ့လူအလ္လာဟ်ကျင့်တဲ့လူတောက်ပါတဲ့လူတောက်ပြောင်တဲ့လူဖြစ်မှာဟမ်ဒီတစ်ခါတော့3ရက်လိုက်ပေးလိုက်မယ်ဗျာတဲ့အလ္လာဟ်အက္ဘာဟာတို့ပဲမဲ့လေကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုတော့ဒီလိုပဲအစဉ်ပြေတယ်လို့လေးမသွားပြည့်ချင်တဲ့တူတူသွားဖြစ်သွားရင်မရှိတာနဲ့တူတူတယောက်လေးရှိတယ်ဆိုရင်တော့အစဉ်ပြေတယ်လေစကြီတာချနေတဲ့လူဘလို့မဆိုအရွယ်ရောက်အမျိုးသားအယောက်50ရှိတယ်2ယောက်3ယောက်ပလီမှာ9ချိန်မှာလာပေးတယ်ဆိုတော့အလ်ဟမ်ဒူလ illah ဘောကျင့်နေရတဲ့ဘဝမှာပဲရှိသေးတယ်ဒါပေမဲ့ကျွန်တော်ဒီနဲ့ပတ်သက်ရင်တော့ရောက်ရဲတင်းသိမ့်တယ်ဒုနီယာနဲ့ပတ်သက်ရင်ကျွန်တော်ရောက်ရဲတင်းသိမ့်မှုမရှိဘူးဒုနီယာနဲ့ပတ်သက်ပြီးရောက်ရဲတင်းသိမ့်တဲ့သူဟာအချမ်းသာဆုံးသူဖြစ်မယ်ဒီနဲ့ပတ်သက်ပြီးတော့ရောက်ရဲတင်းသိမ့်တဲ့သူကဘာဖြစ်မှာပဲစဉ်းစားကြည့်ဖို့ကျွန်တော်ဒီနဲ့ပတ်သက်ရင်တော့ရောက်ရဲတင်းသိမ့်တယ်အဲ့ဒီတော့ကြောင့်မလို့ကျွန်တော်တို့ရဲ့အီမာန်ကတိုးတက်လာပြီဆိုတော့မှကဘရရဲ့အခြေအနေဟရှရရဲ့အခြေအနေအလ္လာဟ်ကုရ်အာန်မှာပေးထားတဲ့အမိန့်တွေရဲ့အမိန့်တော်တစ်ခုခုချင်းရဲ့တန်ဖိုးကြီးမှုတွေနဲ့အဲ့ဒီအမိန့်တော်တစ်ခုတစ်ခုတွေရဲ့အရေးကြီးမှုတွေကကျွန်တော်နှလုံးသားထဲကိုစိတ်ဝင်လာမဟုတ်ဘူးဆိုရင်တော့ဒီတိုင်းပဲတနေ့နဲ့တနေ့ဖြတ်တန်ရင်ကြော်လွားရင်းနဲ့ပဲကျွန်တော်တက်တန်တစ်ခုဖနာဖြစ်သွားအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဘဝတွေကအိမ်မက်ထဲမှာဘယင်ဖြစ်နေတာအိမ်မက်ကနေနိုးလာတော့ကဘရဲရောက်နေပြီအိမ်မက်ထဲမှာဘယင်ဖြစ်လို့နိုးလာတိုင်းသူဘယင်ဖြစ်နေတာမှမဟုတ်တာကျွန်တော်ကလည်းဒီလိုမျိုးပဲဒုနီယာမှာကျွန်တော်အိမ်မက်မက်ကောင်းနေတာမျောလင်းချက်တွေရှည်လျားထွေပြားပြီးနဗီကြီးက၄တောက်ကွက်တစ်ခုမှအလဲကနေအချုံတစ်ချောင်းဆွဲပြတာဟာလားတတ်တန်ကတော့၄တောက်ကွက်အဲ့ဒီအပြင်ထွက်နေတာကျွန်တော်ရဲ့မျောလင်းချက်ကျွန်တော်မျောလင်းချက်တွေအတော်မတတ်နိုင်ဘူးလူအီဆန္ဒတွေအတော်မတတ်နိုင်ဘူးအဲ့ဒါကြောင့်မလို့ဒါဝတ်ဆိုတာဘာလဲဒါဝတ်ဆိုတာကျွန်တော်ရဲ့မိမိရဲ့လိုအပ်ချက်တွေကဒီနည်းရဲ့တောင်းဆိုချက်တွေအတွက်ချိုးနှိမ်လိုက်ရမယ်ပေးဆက်လိုက်ရမယ်အဲ့ဒါဆိုရင်ကျွန်တော်ကဒုနီယာမှာလည်းကောင်းစားမယ်အာခိရတ်မှာလည်းကောင်းစားမယ်ဘလောက်ဆန္ဒတွေမျိုးသိပ်ပြီးအလ္လာဟ်ထံကိုပြန်သွားမယ်လေဟာဖရစ်တာတွေစစ်စရာတော့မရှိတော့တဲ့အချိန်တွေဖြစ်သွားမယ်လေဝလာဆုဖ်ဆရာမတူလာလေမရှိသူမှရှိရမြဆန္ဒတွေအားလုံးဒီအတော့ကိုဒဖန်လုပ်ခဲ့ဆန္ဒတွေအားလုံးချိုးနေပြီးသွားလိုက်ဘာမှမရှိတော့ဘာရှိလဲအလ္လာဟ်နဲ့အလ္လာဟ်ရဆူလ်ပဲဆာဟာဘာတွေပြောတယ်လားအိမ်မှာဘာချန်ခဲ့လဲအလ္လာဟ်နဲ့အလ္လာဟ်ရဆူလ်ပဲကြံနေဆိုတာကဒါပဲအလ္လာဟ်နဲ့အလ္လာဟ်ရဆူလ်ရဲ့ဒီန်အတွက်ဘာတကားစားလဲအဲ့ဒီအတွက်အိမ်တစ်ခုလုံးခါလီလုပ်ပလိုက်တယ်ကျွန်တော်တို့အဲ့ဒီအချိန်နဲ့အဲ့ဒီအဆင့်ကိုမတောင်းပါဘူးလက်လည်းမတောင်းဘူးဇက်လည်းမတောင်းဘူးတဘလစ်မှာအလူခံတာအချိန်မဲ့အလူခံတာပတ်စံလည်းအလူမခံဘူးဖြတ်ပိုင်းလည်းမရှိဘူးတဘလစ်ကအချိန်မဲ့အလူခံအဲ့ဒီအချိန်နဲ့ပတ်သက်ပြီးတော့ပဲအလတ်လမ်းမှာကျွန်တော်တို့သုံးဖို့အတွက်အရေးကြီးတယ်အချိန်ပေးခြင်းအဖြစ်ကျွန်တော်တို့ရဲ့အတွင်းထဲမှာစေဖာတ်တွေဆလာယတ်တွေဖြစ်လာမယ်အမိန့်နာခံတတ်တဲ့အရေးချင်းနဲ့အလ္လာဟ်ရှင်တတ်ဆင်ပေးမယ်အင်ရှာအလ္လာဟ်အဲ့ဒီတော့ကြောင့်မို့15-16ဘေရွန်ရဲ့ခရီးစဉ်တွေရှိတယ်ပြည်တွင်းရဲ့ခရီးစဉ်တွေရှိတယ်အဲ့ဒီမှာဘယ်မိတ်ဆွေတွေတွားလိုက်မယ်အမိတ်ရှိပါပါဆမီဥလ္လာဟ်ပဲအလ္လာဟ်ရှင်လက်ခံတော်မူပါစေရဖစ်ပဲအလ္လာဟ်ရှင်လက်ခံတော်မူပါစေအမိတ်ရှိပါပါအမိတ်ရှိပါနဇီဘန်နဲ့တွားမယ်နော်ရှိဘန်ပြန်လာနော်ဘယ်တက္ကသာဖြစ်မှာမဆူရတ်တက္ကသာအင်ရှာအလ္လာဟ်မဆူရတ်ကြည်လာတွားမှာနာမည်ပေးပါအမိတ်ရှိပါပဲအလ္လာဟ်လုံးယူဖို့အတွက်ကကျွန်တော်အလ္လာဟ်အိမ်မှာနာမည်ယူတဲ့အစ်စ်မှာကျွန်တော်မထားလာဘူးဆိုရင်အလ္လာဟ်ကျွန်တော်အလုံးယူတဲ့အစ်စ်မှာလည်းကျွန်တော်ပါလာမှာမဟုတ်ဘူးဖြစ်နေနော်နာမည်ပေးလိုက်ရမယ်ထုတ်မှာအလ္လာဟ်ပဲလုံးမှာအလ္လာဟ်ပဲထွက်ခွင့်ပေးမှာအလ္လာဟ်
inshallah အားလုံးသွားကြမှာဟာလားဗျာဂျီပတင်ရဲ့စုပါကြိုတော့အဲ့ဒါသူတို့ရန်ကုန်ကိုပဲလွတ်မယ်ပြောနေတယ်ရန်ကုန်ကပဲသွားမယ်ပြောတယ်လောလောဆယ်တော့စနေနေ့မှာ3ရက်ကျမှသွားဖို့ပေါ့ချက်လာရဖစ်ဘန်သွားမယ်ညီလေးသွားမယ်မမူလဲသွားမယ်ချက်လာနောက်ကျွန်တော်တို့ပြင်မှာလဲမိတ်ဆွေတွေရှိနေတယ်သူတို့ကိုလည်းနေ့စဉ်ဖစ်ကလုံးမယ်နော်ချက်လာဒီနေ့ကျွန်တော်တို့ကျမနောက်ဆုံးနေ့ဖြစ်တယ်ကျွန်တော်တို့ဒီနေ့တဖကွတ်တွေဖြစ်ဖို့အတွက်ကိုမဖြစ်လိုက်ရအောင်ချက်လာအဲ့တော့နည်းနည်းအချိန်လေးထုတ်ပြီးတော့နည်းနည်း cash လောက်ရမယ်ဆိုလဲလောက်မယ်နောက်ရက်တွေလည်းကျွန်တော်တို့ပြန်လာခဲ့မယ်အချိန်ပိုင်းမနက်ကပြန်လာမယ်နေ့လယ်လောက်ထိကိုတဖကွတ်တွေလိုက်ဖြစ်ရမယ်အဲ့တော့သူတော်စင်တို့အားလုံးအချိန်ပေးကြမှာဟာလားအင်ရှာအလ္လာဟ်ဘာမှပြောဆိုတတ်တတ်မှုနဲ့သုံးပတ်တဲ့ဒီ class နဲ့ istiqamah နဲ့ကြိုးပမ်းနိုင်တဲ့ topic ဆိုတာကျွန်တော်တို့သူတော်စင်များကိုအလ္လာဟ်ရှင်ချီးမြှင့်ပေးတနာတော်မူပါစေဘစ္စမီလာဟ်ရဟ်မာနီبسم الله الرحمن الرحيم نحمده ونصلي على رسوله الكريم اللهم ألهمنا مراشد أمورنا وأعذنا من شرور أنفسنا ومن سيئات أعمالنا رب زدني علما رب اشرح لي صدري ويسر لي أمري واحلل عقدة من لساني يفقه قولي